တနေ့မှတော့ကျမတို့ KL ခတ်သိမ်းအဖွဲ့သားများအားလုံးပစ္စည်းလေးတွေပြင်ပြီးတော့နမ်ခမ်းမြို့အောင်မြတ်တရက်ကွယ်လမ်းတွဲစစ်တုံးမှာတွားရောက်ပြီးတော့တက်ဆင်ပေးမှာဖြစ်ပါတယ်။ကဲဒီအိမ်လေးမှာအလတ်ဆင်ပေးမှာပါ။ဒါတွေကတော့တက်ဆင်ပေးရမယ့်တန်ချောင်းရည်အတွက်ပါ။ဒါလေးကတော့အိမ်ထဲကိုဖုံလွှင့်မတွားအောင်ညှက်ကြီးရှင်တယောက်ရဲ့လက်ချက်လို့ဆိုရပါမယ်။ဒီပိတ်စလေးကတော့ကြီးပြရောင်ဂျင်းချီအထူးပိတ်စဖြစ်ပြီး UV 95% နေကတာပိတ်စလည်းဖြစ်ပါတယ်။အပြင်ဘက်မှာလည်းအယောင်ငိမ့်ငိမ့်လေးနဲ့တော်တော်လေးကိုလှနေတာပါရှင်။ကဲတခြားအခန်းတွေကိုလည်းလှည့်ကြည့်ရအောင်ပါ။ဒီခန်းထဲမှာတော့ကျက်တန်စင်းလို့ခေါ်တဲ့ချီတာခဲဖြိုးရောင်ပိတ်စတုံးထားတာပါ။နောက်ထပ်တစ်ခါမှလည်းကျက်တန်စင်းခဲဖြိုးရောင်တုံးထားတာပါ။နောက်ပြီးတော့လေကအောက်ကအခန်းလေးတစ်ခန်းစီသွားပါမယ်။ဝေါတက်လို့မပြီးသေးပါဘူးရှင်။ဒီတော့အပေါ်ထပ်ကိုအရင်ပြေးကြည့်ပါမယ်ရှင်။ဒုတိယထပ်ရောက်ပါပြီ။ဒုတိယထပ်ရဲ့ပထမအိတ်ခန်းကိုအရင်ဝင်ကြည့်ပါမယ်။ပြီးတော့ဒုတိယအခန်းပါ။ဒါကတော့တတိယအခန်းပါပြီးတော့စတုတ္ထအခန်းပါရှင်ဒုတိယထပ်ရဲ့နောက်ဆုံးအခန်းမှာတော့ကြည်ပြရောင်ပိတ်စဖြစ်တဲ့နေကအထူးချင်းချီတာပိတ်စတုံးထားတာပါရှင်ဒါကတော့မိဖို့ချောင်းနာကအခန်းတစ်ခန်းစာမှလည်းကျက်တန်စင်းလို့ခေါ်တဲ့ခဲဖြူရောင်ပိတ်စတုံးထားပေးတာပါရှင်ဒီဆွေတို့အတွက်ခန်းစီလိုက်ကဆိုရင် KL ခေါ်တိန်မှာ 100% ယုံကြည်စိတ်ချစွာမှယူအနံ့နိုင်ပါတယ်ရှင်